မင်္ဂလာပါရအောင်သူပါကျွန်တော်တုံးဆရာပါကျွန်တော်တပုံရိုက်ပါတယ်အဲ့ဒီကော refugee camp ကိုရောက်တယ်အကောင်တတ်တန်လို့ခေါ်တဲ့ refugee camp ပေါ့လေစစ်ပေးရှောင်နေတဲ့နေရာပေါ့လေအဲ့စစ်ပေးရှောင်နေတဲ့နေရာကလည်းတော့အဲ့စစ်ပေးရှောင်နေရာလည်း3ခါလောက်ရှိပြီသူတို့ပြောင်းရတာအဲ့လိုမျိုးစစ်ဖြစ်တော့ပြောင်းရတယ်ပြီးတော့အဲ့လိုမျိုးသူတို့ပြောင်းနေရတိတ်မကြောက်အဲ့လိုစစ်ထက်ဖြစ်တယ်ပြန်ထပ်ပြောင်းရတယ်အဲ့လိုမျိုး3နောက်9လောက်ပြောင်းလာတဲ့နေရာပေါ့လေအဲ့မှာဝါဒီရှိတယ်ဆိုလို့မှန်တယ်ကဲဝါဒီတော့ဆွဲရဝါဒီကအဲ့မှာကင်းစီမနေတော့ဆိုရင်အဲ့လိုမျိုးပေါ့လူတွေဘာညာကူရတွေရှိတယ်ဟေ့ဆိုရင်တို့အနီးနားလူတွေခေါ်လာရှိတယ်ကွာအဲ့တော့ဝါဒီဆွဲရမယ်ဆိုတော့ဟာဟင်းကောင်းပြီပေါ့လေအဲ့လိုတွားပြီးကြိတ်တာပေါ့လေစပီးရှောင်းစကန်တော့တွားပြီးကတ်ပြီးတော့သမင်းစားရတော့ပေါ့ဟင်းရလည်းရှယ်ကောင်းတယ်သမင်းစားပြီးတော့ပြင်ထွက်တော့ဝင်ရှိသေးတယ်ကလေးတွေကလည်းပျော်ကွာတော့ဒီကောင်လေးနေကြစီခွန်ကျွေးပါညာကလုံနေသေးတယ်အဲ့လိုတပုံရှောက်ရိုက်တော့ဒီကောင်လေးအဲ့လိုပျော်နေကြတာတိတ်မကြောက်တော့လေမြန်ဝိုးဆိုအတန်ကြတော့ကလေးတွေအကုန်လုံးအဲ့လိုလုံးဝမျက်နှာတွေကပြတ်ထွက်သွားမျက်နှာတွေပြတ်ထွက်သွားပြီးတော့မျက်နှာငယ်လေးတွေပဲကြံပြီးတော့အဲ့လိုပြေးကြတော့သူတို့ကဘယ်တော့ used to ဖြစ်နေတယ်အဲ့လိုမျိုးသူတို့ grow ချင်းတော့သူတို့ချစ်ချင်းပြေးအဲ့ဘုံကိုချင်းတော့ချင်းပြေးပြီးတော့အဲ့တော့အပေါ်မောကြည့်ကြတာပေါ့လေမောကြည့်ကြတော့တိတ်မကြောက်လင်းယုံမြင်ရတဲ့ချင်းဟာကရာကောင်းတဲ့လင်းရင်ပေါ့နော်အဲ့တော့ပြောကြโอเคရတော့ကောင်းတဲ့လင်းရင်ပါလဲပေါ့ကောင်းတဲ့လင်းရင်ဆိုတော့ဒီတိုင်းရိုခီးသွားလင်းရင်လို့ဟာမျိုးတွေတေယူပို့ဆောင်တဲ့လင်းရင်လို့ဟာမျိုးတွေပေါ့အဲ့လိုမျိုးတွေကိုကောင်းတဲ့လင်းရင်လို့ပြောတာပေါ့တော့ကလေးတွေမှာတိတာ2မျိုးပဲကြံတော့တာအခုမြန်မာနိုင်ငံမှာရှိနေတဲ့ဟာသူကကောင်းတဲ့လင်းရင်စိုးတဲ့လင်းရင်သူကအဲ့လို2မျိုးတိတာပေါ့နော်စိုးတဲ့လင်းရင်ရှိတယ်ပေါ့စိုးတဲ့လင်းရင်ဆိုရင်သူကအရင်စိုးတယ်လို့ပြောကြโอเคစိုးတဲ့လင်းရင်ဘာတော့ဟဲ့အောင်ဆိုတော့ပြောစက်တနက်တွေနဲ့ပြစ်တယ်ဒုံးကြီးတွေနဲ့ပြစ်တယ်ဘုံတွေကျဲတယ်အဲ့လိုမျိုးပြောလို့ရှိတာလိမ်မြန်စိုးတဲ့လိမ်မြန်ဆိုတာလေသူက2မျိုးရှိသေးတယ်တစ်မျိုးကကျတော့အဲ့လိုjet fighter တွေလို့ဟာမျိုးအဲ့လိုဘုံတွေပြစ်တယ်ဘုံတွေကျဲတယ်စက်တနက်တွေနဲ့ပြစ်တယ်ဟာမျိုးနောက်တစ်မျိုးကကျတော့ဒီကောင်ငှက်ချီးပါတယ်လို့ပြောတယ်ပေါ့ငှက်ချီးပါတဲ့လိမ်ရင်လို့ပြောတယ်ငှက်ချီးပါတဲ့လိမ်ရင်ဆိုကိုလည်းဘာလဲပေါ့ငှက်ချီးပါတဲ့လိမ်ရင်ဆိုတော့ဘာကြီးမှန်းမသိဘူးပေါ့ဘာလဲဆိုတော့အဲ့ငှက်ချီးပါတဲ့လိမ်ရင်ဆိုတော့တကယ်တမ်းတော့ဝိုင်းတွဲကိုပြောတာဝိုင်းတွဲကtranslation လိမ်ရင်ပဲအဲ့တော့မှသူတို့ကဒီစကားပြန်ပြီးတော့ပြင်လာတဲ့ပုံစံမျိုးကအဲ့ပုံစံမျိုးဘုံနေပြစ်ကြတာပေါ့စကားကအဲ့မကောင်းတဲ့ညံဆိုဒီကောင်လေးကထိတ်ဆုံးမှရှိတယ်လုံးဝအမြင့်ဆုံးမှာပေါ့နော်ညံနဲ့ပဲပြောအဲ့လိုရုံးမှာပဲပြောအဲ့လိုဆိုရင်ဒီကောင်ရဲ့အုံတော့တွေရှိလဲပွင့်တယ်ကြံတဲ့နေရာမှာတော့တုံးစားမရတဲ့ဒီကောင်လေးပေါ့လေအဲ့ဝိုင်းတဲလိန်လို့ခေါ်ပြောကြတော့အကြာကြီးပက်တာကော45မိနစ်လောက်အကြာကြီးပက်ပြီးတော့မှအဲ့လိုပါတဲ့ပုံတွေကိုအလုံးလိုက်တွေပြချတာပေါ့နော်အဲ့လိုအလုံး20 40 80 100အဲ့လို2နာရီ4နာရီအကြာကြီးပက်ပြီးတော့ပြချလေးရှိတဲ့ဟာမျိုးတွေပေါ့ကောင်းတဲ့လေရင်တွေစိုးတဲ့လေရင်တွေဆိုပြီးတော့သူတို့ပြောတာရှိတယ်2မျိုးပေါ့နော်အဲ့ညဘက်မှာဆိုရင်သူတို့ကဒီ grow gin လေးတွေတိတ်လေးကွာတိတ်လေးဆိုတော့သူကနေကင်းဘက်ဆိုရင်ဘုံကခိုးရတာဟုတ်ပေမဲ့ညဘက်မှာဆိုရင်အဲ့လိုမျိုးဝင်ပြီးအိတ်နေရောက်လောက်ထိကိုသူတို့ grow gin တွေမကျဲနေဘူးမကျဲနေတော့သူတို့ကပြောတယ်အဲ့ကန်ဆီယာမကလည်းပြောတယ်ပေါ့နော်သူတို့တွေညဘက်ဆိုရင်ဟိုဘက်မှာရှိနေတဲ့ကြောက်ဆောင်လေးကူကြီးမှာတွားအိတ်လေးရှိတယ်ဆိုတော့ပြောတယ်ပေါ့ပြောတော့ okay အဲ့ဒါဆိုရင်ညကြရင်တော့တစ်ခေါက်ပြန်လာကြည့်မယ်ပေါ့လိုက်ရိုက်မယ်ပေါ့လေအဲ့ဒါနဲ့ညနေကြီးတရောလောက်တည်းရောက်တာညနေကြီးတရောတွေကအဲ့ကလေးတွေရှိရောက်တယ်အဲ့သူတို့တွေကတွားဖို့ဆိုပြီးတော့ထုတ်တွေဖိုးတွေနဲ့ပြင်နေကြစစ်ရှောင်းတွေအကုန်လုံးတွားရတာစစ်ရှောင်းတဲတွေမှာကြံခဲ့တဲ့လူဆိုနည်းနည်းလေးပဲကြံခဲ့တာပေါ့နော်အဲ့လိုချန်ဆောင်အိမ်ဆောင်ပေါ့နော်သူတို့အိမ်လေးဆောင်ဖို့ဆိုပြီးကြံခဲ့တဲ့ယောက်ျားသားလေးတွေအဲ့လိုနည်းနည်းချင်းတော့ပဲကြံတဲ့မိမကြီးတွေဥဆောင်ပြီးတော့လုံးဝအဲ့လိုအကုန်လုံးကအဲ့လိုရွှေ့ကြတာပေါ့လေအဲ့ကူလေးရှိလမ်းလျှောက်တဲ့အချိန်မှာအဲ့လိုယာခင်းကြီးတွေဖျက်ပြီးတော့ရွှေ့ကြတာ
ကလေးတွေရောလူကြီးတွေရောဆိုရောက်ရာချိုးတယ်အဲ့လိုမျိုးတွေသူတို့တွေကညတိုင်းအဲ့ဘက်မှာတွားပြီးတော့ကူလီထဲမှာတော့လှိုင်ကူလီထဲမှာတွားအိပ်ရတာအဲ့လိုတော်လေးကိုနေပြီးတော့တော်လေးကိုဝင်ဂျာကင်းကိုကြော်တယ်ပြီးရင်တောင်ပေါ်လေးတက်တယ်တော်လေးတွေဝင်ပြီးတော့မှအဲ့ဒီထဲမှာရှိနေကူလီတွေထဲမှာတွားပြီးအိပ်ရကလေးတွေပဲလားဆိုတော့မဟုတ်ဘူးခွေးတွေပါကလေးတွေရောခွေးတွေကလည်းအဲ့လိုမျိုးလာပြီးတော့အဲ့လိုမျိုးတွားကြအဲ့လိုမျိုးသူကကြောက်တောင်တွေကဒီကင်းဒီဘက်ကကြောက်တောင်တွေကြတော့သူကဟိုကြောက်ဆွဲတွေနဲ့ကွာသိလားအဲ့လိုကြောက်ဆွဲတွေပုံစံမျိုးတွေနဲ့ချေချိုတွေပါကြောက်သွားရင်စဉ်းစားနေအကောင်ရှာနိုင်တယ်တကယ်ကိုအသားကိုထိုးခွဲနိုင်တဲ့ကြောက်ဆွဲလိုဟာမျိုးတွေပေါ့နော်အဲ့လိုဟာမျိုးတွေအဲ့ဒါမှတဘာလန်ကူတွေမှာဝင်အိတ်ကြအဲ့ဂူတွေထဲရောက်သွားတဲ့ချိန်ကျတော့သူတို့ဂူထဲမှာတချို့တွေကအဲ့လိုဂူထဲမှာဝင်အိတ်လို့ရတယ်တချို့တွေကျတော့ဂူထဲမှာအိတ်လို့ရတဲ့ space မရှိနေဘူးအကြီးမဖြစ်နေအဲ့တော့ဟိုဘက်မှာလှိုင်ကူသေးလေးတွေမှာတစ်ဖွဲ့ဒီဘက်လှိုင်ကူကြီးတွေမှာတစ်ဖွဲ့အဲ့ဒါမှဟိုဘက်ချမ်းမှာအဲ့လိုမြေပြန့်လေးနည်းနည်းရှိတယ်တောင်ကမှုလေးအဲ့ဒါမှကြောက်တောင်ကြီးကွယ်တာဂူတော့မဟုတ်မြေလေးပြန့်နေတဲ့ဟာမျိုးပေါ့နော်အဲ့လိုနေရာမျိုးတွေမှာသူတို့ကဖြန့်ချက်ပြီးတော့အိတ်ရတယ်အဓိကတော့သူတို့ဒီကြောက်ဆောင်ကြီးနဲ့ကွယ်ထားပြီးတော့ဘုံလာကျဲတာပဲဖြစ်ဖြစ်အမြောက်တံပဲဖြစ်ဖြစ်နော်အဲ့လိုမျိုးခံရနိုင်ဖို့ဝေးအောင်ဆိုပြီးအိတ်ကြတာဒီဘောကကြတော့အဲ့မှာတွားနေတန်းလန်းနေပဲအဲ့ဂူလေးရောက်တော့သူတို့ရှင်းကြလင်းကြပေါ့လေပြီးတော့တောင်းတော့ကြတော့လူကြီးတွေနေရာချပေးပြီးတော့လူကြီးတွေကလေးမကြောက်အောင်ဆိုပြီးတော့အဲ့လိုရုပ်ရှင်လေးတွေဖွင့်ပြတယ်သူတို့ဖုန်းလေးတွေနဲ့ပေါ့နော်ဖုန်းလေးတွေနဲ့ရုပ်ရှင်လေးတွေဖွင့်ပြတယ်ပြီးတော့ရုပ်ရှင်ဆိုတော့လည်းတူလေးတွေပေါ့အဲ့ဒါလေးဖွင့်ပြတယ်ပြီးတော့သူတို့တွေပုံပြောပြတယ်လူကြီးတွေပုံပြောပြတာကကလေးတွေငြိမ်ပြီးတော့နားထောင်တယ်အဲ့လိုလေးတိုက်တဲ့အတန်တွေလှုပ်အတန်ကြားတိုင်းတော့ခက်ဝိုးရမှာစိုင်ကေရတော့ဝူးဆိုဖြစ်သွားတဲ့အတန်ကြားတဲ့အချိန်တိုင်းတော့မှကလေးတွေတုံသွားတာကြောက်သွားတာမျိုးတွေမြင်ရတယ်သူတို့ရဲ့မျက်လုံးတွေထဲမှာမြင်ရအဲ့မှာကလေးတယောက်ကတော့អော်လိုက်တာဒီမှာဘာလဲမသိပါလဲဆိုပြီးတော့အဲ့မှာအဲ့ဒီတယောက်ကခက်ကြီးပေါ့လေကြီးဆိုပေမဲ့သူ12နဲ့13နှစ်လောက်ပဲရှိအောင်တယ်ပေါ့သူကအပေါက်ဝါလေးမှာစောင့်ပြီးတော့လိမ့်တံမီနဲ့သူကလေးတွေတော့နည်းနည်းခေါင်းကြီးတယ်ဆိုတော့သူကခင်းဆောင်ပြီးတဲ့သဘောမျိုးသူကအမလိမ့်တံမီနဲ့ထိုးပြီးတော့ဒီကြောက်ကူနိုင်အောင်ကြည့်လိုက်တော့ပင့်ကူလေးကဖတ်ခနဲ့တော့ပင့်ကူတော်တော်ကြီးတယ်ပင့်ကူလေးတော့အကုန်လုံးမိမောကြည့်နေတဲ့အချိန်အဲ့လိုမောကြည့်နေတဲ့အချိန်အဲ့တပ်ပုံရိုက်ဖြစ်လိုက်တော့လေကျွန်တော်တို့အခုခေတ်မှာကျွန်တော်တို့ကဒီနိုင်ငံတကာမှာ AI နဲ့သွားနေတယ်ဆိုတဲ့ခေတ်တစ်ခုပေါ့ဒီ21ရာစုဆိုတဲ့ခေတ်ကြီးပါတယ်ကျွန်တော်တို့ generation တွေအကုန်လုံးကကြောက်ခေတ်တွေကိုပြန်ရောက်K flight ကြီးတွေကိုကျွန်တော်တို့ကပြောင်းပြန်သွားနေတာကျွန်တော်နိုင်ငံကြီးကပြောင်းပြန်သွားနေတာသူများတွေ AI နဲ့ဝုန်းတိုင်းကျဲနေပြီဆိုတဲ့အချိန်ကျွန်တော်ပတ်ဝန်းကျင်နိုင်ငံတွေပဲကြည့်မယ်ဟေ့ဆိုရင်တော့ပတ်ဝန်းကျင်နိုင်ငံတွေကဝုန်းတိုင်းကျဲပြီးတော့ development တော့ကိုအရန်ဦးစားပေးနေတဲ့အချိန်မှာကျွန်တော်တို့နိုင်ငံကတော့အောက်ဒီစင်းရုံနဲ့မကောက်ဘူးဒီ Cave Life ဆိုတဲ့ IH လို့ဟာမျိုးကြီးကိုကျွန်တော်တို့ကခုဟောလူသားတွေနေနဲ့ပြန်သွားနေရတယ်ပေါ့နော်ကျွန်တော်ဒီအာနာသိန်းနဲ့၄နှစ်တာကာလထဲမှာတိုးတက်လာတာဆိုလို့ဒုက္ခတွေပဲရှိပါတယ်ဒီအာနာရှင်တကောင်ယူထားလိုက်တဲ့နောက်ပိုင်းမှာဘဝတွေတန်ပေါင်းမြောက်သွားတာလေဘဝတွေအကုန်လုံးကနေရောညရောဘယ်နေရာမှာပဲနေလုံခြုံမှုဆိုတာမရှိတော့အခြေခံကြဆုံးဖြစ်တဲ့လွတ်လပ်မှုဆိုတဲ့ဟာတော့ပဲကျွန်တော်မှမရှိတော့ဒီကလေးတွေကလွန်ခဲ့တဲ့၄နှစ်ကဆိုရင် maybe 4နှစ်သားလည်းဖြစ်မယ်6နှစ်သားလည်းဖြစ်
ဒါပေမဲ့အခုချိန်ဆိုတော့ဒီအာနာသိမ်းထားတဲ့ကာလ၄နှစ်ကျော်ကာလရောက်လာတဲ့ချိန်ကြတော့ဒီကလေးတွေက10နှစ်သားတွေ10နှစ်သားတွေဖြစ်လာကြတယ်။ဒါပေမဲ့သူတို့ဖြတ်တန်းခဲ့ရတဲ့ဘဝသူတို့ရဲ့၄နှစ်တာကလေးတယောက်ရဲ့လွတ်လပ်စွာပြောရှင်စွာနဲ့ပြေးလွှားနေရမယ့်အချိန်ဟာဒီကြောက်တောင်တွေကြောက်ဆွဲတွေကြားထဲမှာဘုံဘုံချင်းတွေကြားထဲမှာပဲပြီးဆုံးခဲ့တယ်ပေါ့။အဲ့တော့သူတို့ရဲ့ကောင်းငင်မှာလည်းအခုချိန်ထိ95%လောက်ကမြန်မာနိုင်ငံရဲ့ကောင်းငင်ပေါ်မှာမကောင်းတဲ့လေရင်တွေစိုးတဲ့လေရင်တွေကနေ့စဉ်နဲ့အမျှ6လန့်နေသေးပါပဲကျွန်တော်ဒီပုံရိုက်ပြီးတဲ့ချိန်ဒီပုံကျွန်တော်ပြန်ကြည့်လိုက်တိုင်းမှာဒီကလေးတွေရဲ့ကောင်းငင်ပေါ်မှာရှိနေတဲ့မြန်မာနိုင်ငံတဝန်းလုံးမှာရှိနေတဲ့ကလေးတွေရဲ့ကောင်းငင်ကိုကောင်းတဲ့လေရင်တွေစိုးမိုးနိုင်မှုကျွန်တော်တို့ကြိုးစားရမယ်ဆိုတဲ့ဟာကိုပဲကျွန်တော်ထပ်ပြီးတော့ကျွန်တော်တတိပေးနေလို့ပါပဲကျွန်တော်ရှိနေတဲ့အင်အားနာကြီးတွေကျွန်တော်ရှိနေတဲ့အသိပညာတွေကျွန်တော်တက်ဆွမ်းနိုင်တဲ့အလုပ်တွေဒါတွေကိုပို့ပြီးတော့လုပ်နိုင်မယ်ဆိုတဲ့ဟာမျိုးကျွန်တော်အမြဲတမ်းသိပေးနေလို့ပါပဲကျွန်တော်ကောင်းငင်ကြီးကိုပြန်ကြည့်လိုက်တာကောင်းငင်ကြီးကိုမောကြည့်လိုက်တဲ့အချိန်တိုင်းမှာပဲဒီကလေးတွေအတွက်ကိုဒီမြန်မာနိုင်ငံမှာရှိနေတဲ့လူတိုင်းအတွက်ကိုစိုးတဲ့လေရင်တွေဖယ်ရှားနိုင်တယ်ဆိုတော့ယုံကြည်တာပါယုံကြည်နဲ့ပဲဒီစိုးတဲ့လေရင်တွေကိုဖယ်ရှားနိုင်ဖို့ရှိတဲ့အင်အားတွေနဲ့ကြိုးစားပြီးပါဒီအတွက်ဒီဓာတ်ပုံလေးကိုကျွန်တော်ဝေမျှတာပါရှယ်အောင်သူပါကျွန်တော်ဓာတ်ပုံဆရာပါကျွန်တော်ဓာတ်ပုံရိုက်ပါတယ်စုတိုင်းငွေပွဲတောင်တန်းကြီးရဲ့ပင်သက်ရှိုက်တန်းတချို့စဝိုင်းတစ်ချမ်းပဲလာမင်းအမေးနဲ့ဖွေးလက်တဲ့အလားတစ်မျိုးခန်းစားသည်နဲ့ငါကြားမိရဲ့ညီတွားတည်တဲ့ချို့မိတိုင်းတွေဟာအထွေးတွေမွားကြည့်မဲညို့ကြည်စံကုန်တွေသွေးနှံဆွဲနေသလုံးနိုင်ရန်ပေါ်မှာတည်ရွက်ရှိစေမို့